ရှင်သာရိပုတ္တရာကဆက်ပြီးတော့ဟောတယ်မြတ်စွာဘုရားဟောကြားတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်လို့ဆိုတဲ့ဓမ္မဟောကြားထားတဲ့ဒေသနာလို့ခေါ်တဲ့ပရိယတ္တိဓမ္မတွေနဲ့ပတ်သက်ပြီးတော့မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေအထင်အမြင်လွဲနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာမကြည်ညိုမှုထင်မြင်လွဲမှုကိုအကြောင်းပြုပြီးတော့အပင်ငယ်ရဲ့ကျသွားနိုင်တယ်။ကျောင်းတက္ကသတိကြီးမှာတော့အခုလိုမကြည်ညိုမှုဆိုတာမရှိဘူးတရားနဲ့ပတ်သက်လာလို့ရှိရင်တရားဂုဏ်တော်တွေကိုနှစ်ကာသိပြီးတော့ကိုယ်တွေ့လဲတရားကိုမျက်မှောက်ပြုထားတာဖြစ်သောကြောင့်ကိုယ်တိုင်သိရှိထားတဲ့တရားဓမ္မတွေကိုအာရုံပြုလိုက်မယ်ဆိုလို့ရှိရင်ယောဂဝေဒနာတွေဟာချက်ချင်းပျောက်ကင်းသွားနိုင်ပါတယ်လို့အဲ့ဒါလို့အကြံပြုတရားဟောကြားတဲ့အခါမှာတရားရဲ့ခုံတွေကိုအာရုံပြုတာယောဂတွေတက်တာသွားတယ်ထို့တူပဲလောကမှာတကယ်အရိယသံဃာတွေပေါ်မှာအကြည်ညိုမဲ့ခြင်းလို့ဆိုတဲ့အကုသိုလ်စိတ်တွေနဲ့တည်သွားမယ်ဆိုလို့ရှိရင်အပင်ငယ်ရောက်နိုင်တယ်တင်တထေးကြီးမှာတော့အရိယသံဃာတွေပေါ်မှာနှစ်ကယုံကြည်တယ်အသိဉာဏ်တက်ဝင်ပြီးတော့ယုံကြည်တယ်ဆိုတဲ့တရားစွမ်းအားဉာဏ်စွမ်းအားတွေရှိနေတယ်အဲ့ဒီတရားစွမ်းအားဉာဏ်စွမ်းအားတွေကိုအာယုပြုခြင်းဖြင့်ယောဂဝေဒနာပျောက်ကင်းလာနိုင်တယ်လို့ဒီလိုပြောတော့တန်ခါကုံကိုအာယုပြုဘာဖြစ်လို့တုံးဆိုတော့သောတာပန်ပုဂ္ဂိုလ်ဟာဘုရားတရားတန်ခါကိုကြီးညိုတာသူများနဲ့မတူပုရုဇဉ်တွေကြီးညိုမှုနဲ့မတူမပြောင်းလဲတဲ့အသိဉာဏ်သက်ဝင်တဲ့ကြီးညိုမှုမျိုးဒါမို့အဝိစ္စပတ္တာထလို့ခေါ်တယ်လှုပ်ရှားရင်းရခြင်းမရှိဘူးကြံ့ခိုင်တဲ့ကြီးညိုမှုကြံ့ခိုင်တဲ့ကြီးညိုမှုဆိုတာအသိဉာဏ်နဲ့ဆုံးဖြတ်ပြီးတော့ကြီးညိုတဲ့ကြီးညိုမှုပုရုဇဉ်တွေရဲ့တရားတရားဆိုတာအသိဉာဏ်နဲ့ထိမ့်မထားသည့်အတွက်ကြောင့်ရင်းရိုင်သွားသေးတယ်တတ္တဗံပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်ဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့သူတို့ရဲ့တရားတရားဟာရင်းရိုင်လှုပ်ရှားခြင်းမရှိဘူးကြံ့ခိုင်သွားတဲ့အနေအထားမှာရှိတယ်ဆိုတော့အဲ့ဒီစွမ်းအားတွေစိတ်ထဲမှာနှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်သူကိုယ်တိုင်မျက်မှောက်ပြုထားတဲ့သူတဏ္ဍာမှာရှိတဲ့တရားတွေကိုအာရုံပြုရင်းယောဂဝေဒနာသက်သာဟောနောက်တစ်ခုကိုချင်းသီလနဲ့ပတ်သက်လာအရိယကန္တအရိယာတွေကမျက်မျက်နှုံနှုံဆောင်းလျှောက်တယ်ဆိုတဲ့သီလကိုချင်းတရားပါလဲဆိုရင်၅ပါးသီလမျက်နှိုးတယ်ဆိုတာဘယ်လောက်ထိမျက်နှိုးတာတော့လို့မေးလို့ရှိရင်ဘုန်းကြီးတို့ပုရုဇဉ်တွေကိုယ့်အကိုကြည့်ပါပုရုဇဉ်ပုဂ္ဂိုလ်တွေကလွယ်လွယ်နဲ့၅ပါးသီလကိုချိုးဖောက်နိုင်ကြတယ်လွယ်လွယ်နဲ့ချိုးဖောက်နိုင်တယ်ဆိုတာဘာမှတန်ဖိုးမရှိတဲ့ကိစ္စလေးနဲ့လည်းပဲ၅ပါးသီလကိုချိုးဖောက်တယ်အဲ့တော့၅ပါးသီလဟာသူလိုချင်တဲ့တန်ဖိုးဝေချေတနာလောက်တောင်တန်ဖိုးမထားဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်လွယ်လွယ်လေးနဲ့၅ပါးသီလနဲ့လဲပြစ်ကြတယ်ပေါ့အရိယပုဂ္ဂိုလ်တွေကြတော့၅ပါးသီလကိုလွယ်လွယ်နဲ့လဲပြစ်တာမရှိဘူးနောက်ဆုံးမှာအသက်နဲ့၅ပါးသီလအသက်အသေးခံမလား၅ပါးသီလကိုဖောက်ဖျက်မလားလို့ဆိုရင်အသက်ကိုအသေးခံမယ်၅ပါးသီလမဖောက်ဖျက်ဘူးဆိုအသက်ထက်ကိုတန်မိုးထားပြီးတော့ဆောင်းလျှောက်လို့ဒါမှမဟုတ်အရိယကန္တလို့ခေါ်တယ်အရိယပုဂ္ဂိုလ်တွေကအလွန်မျက်မျက်နှုံနှုံထိမ့်သိမ်းဆောင်းလျှောက်မျက်နှိုးတာဒီဘဝတင်လားလို့ဆိုမဟုတ်ဘူးဘဝကူးသွားလို့နောက်ဘဝရောက်ရင်လည်းပဲဒီကိုချင်းတရားနဲ့ပတ်သက်ပြီးတော့သူတို့မှခိုင်မြဲသွားတယ်ကြိုးချင်းပေါက်ချင်းပျောက်ချင်းကြားချင်းဆိုတာမရှိဘူးတမာရီကိုဖော်ဆောင်နိုင်လောက်အောင်သူတို့သီလခိုင်မြဲတယ်တမာတိတံဝတ္တနိကံဤတမာတိကိုဖြစ်စေတယ်ကိုချင်းသီလကတမာတိကိုဘယ်လိုဖြစ်စေတာတုံးလို့ဆိုလို့ရှိရင်ကိုချင်းသီလရဲ့စွမ်းဆောင်မှုကကြည့်ရသော်ဗျာထိုထိုသုတ်တန်နေမှာဟောတာရှိတယ်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့သီလကိုဆင်ញင်လိုက်တဲ့အခါမှာဘယ်တော့မှဆိုစိတ်နှလုံးအေးချမ်းမှုကိုရရှိတယ်စိတ်နှလုံးမသားမရာဆိုတာမဖြစ်ဘူးဒါကြောင့်မို့
တီလံအဝိပတိတာရာယတီလဆိုတာစိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးထဲမှာကြည်လင်တယ်အဲ့ဒီစိတ်နှလုံးအေးချမ်းမှုကဘာကိုစွမ်းဆောင်ပေးတော့ဆိုတော့ဝမ်းမြောက်မှုကိုစွမ်းဆောင်ပေးပမောဇဝမ်းမြောက်မှုကဘာတော့ဆိုရင်စိတ်ကိုနှစ်သက်ကျေနပ်မှုပီတိကိုဆောင်ခြင်းပေးတယ်အဲ့ဒီပီတိကဘာကိုဆောင်ခြင်းတယ်လဲဆိုရင်ပတ္တတိလို့ခေါ်တယ်ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဆောင်ခြင်းပေးတယ်တခါကိုယ်စိတ်ငြိမ်းချမ်းမှုရှိလာတာနဲ့တပြိုင်နက်ဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာတာနဲ့တပြိုင်နက်တမာတိစိတ်တည်ငြိမ်မှုလေးရလာဒါကြောင့်မို့လို့တီလကိုပြည့်ပြည့်ဝဝစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေဟာတမာတိကိုရဖို့ရအမှန်တမ်းလွယ်ကူတယ်တီလမလုံခြုံဘူးဆိုလို့ရှိရင်ကပ္ပဋ္ဌာန်းထိုင်လိုက်တာနဲ့တပြိုင်နက်ကိုယ့်ရဲ့လုံရက်တွေဟာအရေးမဲကြီးလို့စိတ်ထဲမှာလွှမ်းမိုးလာတတ်တယ်တီလကျွလွန်ဖောက်ပြမှုကိုအကြောင်းပြုပြီးတော့လူဟာစိတ်နှလုံးမတမယာဖြစ်ကြရတယ်ပေါ့တီလရှိပြီဆိုရင်စိတ်နှလုံးမတမယာဆိုတာဝိပဋိတာရဆိုတာမလာတော့ဘူးပေါ့အဲ့ဒါလို့ကိုချင်းတီလနဲ့ပတ်သက်ပြီးအသက်တန်မိုးထားပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တာအဲ့ဒါလို့ထိမ့်သိမ်းဆောက်ရှောက်မှုမရှိဘူးတီလကိုမျက်မျက်နှုံနှုံမဆောင်ထိန်ဘူးပါဏာတိပါဒကိုလည်းကျွလွန်တယ်အရိဏဒါနကာမိတုမိစ္ဆာစာရမုဒ္ဒဝါဒသူရမေရိယဆိုတာတွေကိုလွယ်လွယ်ကူကူနဲ့ကျွလွန်တဲ့ပုဂ္ဂိုလ်တွေဟာထိုအကုသိုလ်ပြစ်မှုကြောင့်အပင်ငရဲကိုကြာကြတယ်။ကျောင်းတက္ကနာရဝိတ္ထေကြီးမှာတော့ဒီလိုအပယ်ကိုကြเสียတီလကျွလွန်ဖောက်ပြမှုတခုမှမရှိဘူး။တီလကိုအသက်တန်မိုးထားပြီးစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ကိုယ့်ရဲ့တီလကိုအာယုံပြုလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာကြည်နူးဝမ်းသာလာပီတိဖြစ်လာနိုင်နာရဝိတ္ထေကြီးကရှင်သာရိပုတ္တရာဟောပြောချက်ကိုနားထောင်ရင်စိတ်ထဲမှာကျဉ်တ်လာယောဂတဖြည်းဖြည်းမေ့လာယောဂပေါ်မှာစိတ်မရောက်တော့အဲ့တော့ဗုဒ္ဓေဝိသပတ္တာရဘုရားကိုနှစ်နှစ်ကာကြီးညိုတယ်အသိဉာဏ်နဲ့ဓမ္မေဝိသပတ္တာရတရား၌နှစ်နှစ်ကာကြီးညိုတယ်တန်ခေဝိသပတ္တာရတန်ခါ၌နှစ်နှစ်ကာကြီးညိုအရိယကန္တသီလအရိယတွေမျက်မျက်နိုးတဲ့စောင်းမျက်မျက်နိုးစောင်းလျှောက်တဲ့သီလနဲ့ပြည့်စုံနေဆိုသောတပတ္တိယင်ကသောတပန်ပုဂ္ဂိုလ်ဆိုတာဒီအချက်လက်တွေနဲ့ပြည့်စုံအနာရဝိတ္ထေကြီးကဒီအချက်လက်တွေနဲ့ပြည့်စုံနေတာအဲ့ဒီပြည့်စုံနေတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီအချက်လက်တွေသူ့မှာရှိနေတယ်ဆိုတော့သူ့ထဲမှာသူရှိနေတယ်ဆိုတော့မသိဘူးလားလို့ဆိုသိတာပေါ့သို့တော်လည်းဒီအချိန်မှာနေမကောင်းနေတဲ့အချိန်မှာဆိုရင်ဒါတွေကိုစဉ်းစားမိခြင်းမှာစဉ်းစားမယ်ပေါ့ရှင်သာရိပုတ္တရာကထုတ်ဖော်ပေးတာဘာမှကြောက်စရာမလိုဘူးကြည်ကိုမှအားကိုးစရာတွေရှိတယ်ဘုန်းကြီးတို့တွေကအားကိုးတယ်ဆိုတာဓမ္မကိုအားကိုးရမယ့်အစားပုဂ္ဂလကိုသွားအားကိုးတာမျိုးတွေများတတ်တယ်အဲ့တော့ပုဂ္ဂိုလ်ဆိုတာတကယ်အားကိုးရဖြစ်လားဆိုတော့မဖြစ်ဘူးတရားဓမ္မကသာအားကိုးရဖြစ်တယ်ဒါမှမဟုတ်မြတ်စွာဘုရားကဓမ္မတိပဘိက္ခွေဝိဟရထဓမ္မတရဏအနိညတရဏဓမ္မကိုအားကိုးကြလို့ဓမ္မဟာသာဝရအားကိုးလို့ရတဲ့အရာတစ်ခုဖြစ်တယ်ပုဂ္ဂိုလ်ဆိုတာသာဝရအားကိုးလို့မရဘူးပုဂ္ဂိုလ်ကမမြဲဘူးမမြဲသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ကိုအားကိုးနေလို့မရဘူးသို့တော့လောကလူတွေကအားကိုးကြတာပုဂ္ဂိုလ်ကိုအားကိုးကိုကြီးကဓမ္မကိုအားကိုးတဲ့ပုဂ္ဂိုလ်အလွန်နည်းတယ်ပေါ့ဒါကြောင့်မလို့လေဒီအနာရဝိတ္ထေကြီးမကြမ်းမမာဖြစ်နေတဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကဓမ္မကိုအားကိုးဖို့တရားစည်းကိုတိုက်ကြွေးတယ်ဆိုတာဓမ္မကိုအားကိုးဖို့ဟောနေတာကိုယ်တဏ္ဍာမှာရှိတဲ့တရားတွေရှိနေတာပဲဘာစိုးရိမ်စရာလိုလဲဘာမှစိုးရိမ်စရာမလိုဘူးဆိုတာဒါတွေကိုပြန်ပြီးနှလုံးသွင်းလိုက်တာနဲ့စိတ်တွေကကြည်လင်းလာပြီးစိတ်ချမ်းသာမှုတွေပိုရလာတဲ့အခါကိုယ်ကျမ်းမာမှုကဖြစ်လာနိုင်တယ်ပေါ့နောက်ရှင်သာရိပုတ္တရာကထပ်ပြီးတော့ရှင်းပြနာရဝိတ္ထေကြီးမှာတဲ့ကျောင်းတကာကြီးမှာ
မိစ္ဆာသင်္ကပ္ပမိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့မှားယွင်းတဲ့အမြင်တွေမရှိဘူးတဲ့သမ္မာဒိဋ္ဌိလို့ခေါ်တဲ့မှန်ကန်တဲ့အမြင်တွေကိုသာလက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့မှားတဲ့အမြင်ဆိုတာဘာတွေပြောတာတော့အခြေခံအပြင်ကံကံဤအကျိုးမယုံကြည်တာမှားတဲ့အမြင်တစ်ခုအခြေခံကြဆုံးဖြစ်တဲ့ဒုစရိုက်မနောဒုစရိုက်လို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိဟာနတ္ထိကဒိဋ္ဌိပဲဖြစ်နတ္ထိကဒိဋ္ဌိဆိုတာဘာတော့ကံတရားရဲ့အကျိုးကိုညှင်းပယ်ကံတရားရဲ့အကျိုးကိုညှင်းပယ်လိုက်ခြင်းအပြင်ကံတရားကိုလည်းညှင်းပယ်ရရောက်သွားတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိမနောဒုစရိုက်ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိမျိုးနာရဝိန္ဒထေကြီးမှမရှိဘူးဟောနောက်တစ်ခုကြည့်အောင်မလားယုတ်တရားနံတရားတွေပေါ်မှာသို့မဟုတ်ခန္ဓာ၅ပါးပေါ်မှာငါလို့ယူဆတာရဲ့ငါဟာလို့ယူဆတာအတ္တအတ္တနိယအတ္တနဲ့အတ္တရဲ့ပိုင်ဆိုင်မှုပစ္စည်းတစ်ခုအနေနဲ့ဒီလိုရှုမြင်တဲ့တက္ကရာဒိဋ္ဌိခန္ဓာ၅ပါးဆိုတာတကယ်ရှိတာပဲတကယ်ရှိတာဖြစ်သောကြောင့်သကာယတကယ်ရှိတဲ့ခန္ဓာ၅ပါးကိုဒိဋ္ဌိမရှိတဲ့အတ္တအနေနဲ့ထင်မြင်ယူဆတာရှိတာကခန္ဓာ၅ပါးမရှိတာကသူထင်နေတဲ့အတ္တခန္ဓာ၅ပါးတစ်ခုကအတ္တဆိုတာငါသို့မဟုတ်အတ္တဆိုတဲ့ယူဆွဲမှုအတ္တနိယဆိုတာငါဟာငါလို့ထင်တယ်ငါဟာလို့ထင်တယ်ခန္ဓာ၅ပါးဆိုတာရှိတယ်သို့တော့ခန္ဓာ၅ပါးကိုငါလို့ထင်တယ်ဆိုတဲ့မှားယွင်းတဲ့မြင်ငါလို့ဆိုတဲ့သူ့ရဲ့ထင်မြင်ယူဆချက်ကတော့မရှိဘူးတဲ့အမှန်မဟုတ်ဘူးလို့ပြောငါဟာလို့ထင်နေတာလဲငါဟာမဟုတ်ဘူးအဲ့ဒါလို့တက္ကရာဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တွေအနာရဝိန္ဒထေကြီးမှမရှိဘူးမှန်ကန်တဲ့အမြင်ပဲရှိတယ်မှန်ကန်တဲ့အမြင်တွေဆိုတာဘာတွေလဲဆိုရင်ကာမတက္ကတာသမာဓိဋ္ဌိကံသာလင်ကိုယ်ပိုင်ဥစ္စာကံသာလင်ကိုယ်ပိုင်ဥစ္စာဆိုတာကိုလှုပ်တာကိုဆိုင်တယ်ဆိုရယ်ကံကိုအတိမတ်ပြုတာကံရဲ့အကျိုးတရားကိုအတိမတ်ပြုတဲ့သဘောအဲ့ဒီအမြင်ရှိုံနဲ့မကဘူးဝိပဿနာတမ္မာဒိဋ္ဌိ